Attack on Titan event ကိုကုန်တရားစိတ်သက်သာအောင်ဘယ်လိုယူရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားပါမယ်။ဒီ event မှာတော့ skin တွေအနေနဲ့ရင် Fanny နဲ့ Market တို့ပါဝင်လာမှာဖြစ်ပြီး skin ကောင်ကို exchange wine 1200နဲ့လဲလို့ရမှာဖြစ်ပါတယ်။နောက်ပြီး event ကာလကတော့ဒီဇင်ဘာ9ရက်နေ့ကနေ January 4ရက်နေ့ထိအားလုံးပေါင်း31ရက်ကြာပါမယ်။ discount တွေအနေနဲ့ 1 drop ကို 50% off နဲ့ daily ရမှာဖြစ်ပြီး10 drop ကိုတော့ 10% off နဲ့ daily ရမှာဖြစ်ပါတယ်။ Premium supply နေအနေနဲ့ဒီဇင်ဘာ12ရက်နေ့မှာ Phase 1လာမှာဖြစ်ပြီးဒီဇင်ဘာ19ရက်နေ့မှာတော့ Phase 2လာမှာဖြစ်ပါတယ်။ Premium supply နေတွေမှာ Diamond 250 recharge လုပ်ပြီး250သုံးမယ်ဆိုရင် free ticket 29ကရပါမယ်။ exchange coin 1200ရဖို့အတွက်ဆိုရင်ပြည့်မြအနေနဲ့ draw 115ချိန်လောက်လှည့်ပေးရပါမယ်။ဒါကိုစနစ်တကျလှည့်သွားဖို့အတွက်အရင်ဆုံး event စလာတဲ့ဒီဇင်ဘာ9ရက်နေ့မှာ Diamond 600နဲ့ weekly bet တစ်ပတ်ကိုထည့်ပေးရပါမယ်။ဒါဆိုရင် recharge rebate ကနေ free ticket 2ကရပါမယ်။နောက်ပြီးအဲ့ဒီဒီဇင်ဘာ9ရက်နေ့ကနေဒီဇင်ဘာ17ရက်နေ့ထိ1 draw ကို discount နဲ့တစ်ရက်ကိုတစ်ချိန်စီလှည့်သွားပေးရပါမယ်။ဒီဇင်ဘာ12ရက်နေ့မှာတော့ phase 1လာပြီးဖြစ်တဲ့အတွက် weekly bet 2ပတ်ရဲ့ diamond 55လုံးရဲ့ထည့်ပေးရပါမယ်။နောက်ပြီးအဲ့နေ့မှာပဲ10 draw ကို discount နဲ့တစ်ချိန်ရဲ့1 draw ကို discount နဲ့တစ်ချိန်ရဲ့လှည့်ပေးရပါမယ်။ဒါဆိုရင် free ticket 29ကရမှာဖြစ်ပြီးတော့ဒီကနေလည်း2ကတ်ထည့်ရပါမယ်။နောက်ပြီးဒီဇင်ဘာ23ရက်နေ့ကနေ18ရက်နေ့ထိ1 draw ကို discount နဲ့တစ်ရက်ကိုတစ်ချိန်စီလှည့်သွားပေးရပါမယ်။ဒီဇင်ဘာ19ရက်နေ့မှာတော့ phase 2လာပြီးဖြစ်တဲ့အတွက် phase 1လုံးကလိုပဲ weekly bet 2ပတ်နဲ့ diamond 55လုံးထည့်ပေးရပါမယ်။နောက်ပြီးအဲ့နေ့မှာပဲ10 draw ကို discount နဲ့တစ်ချိန်ရယ်1 draw ကို discount နဲ့တစ်ချိန်ရယ်လှည့်ပေးရပါမယ်။ဒါဆိုရင် free ticket 29ကရပါပြီ။ပြီးတော့ဒီဇင်ဘာ20ရက်နေ့ကနေ January 4ရက်နေ့ထိ1 draw ကို discount နဲ့တစ်ရက်ကိုတစ်ချိန်စီလှည့်သွားပေးရပါမယ်။နောက်ပြီးဒီ event က၄ကက်ရမှန်းနဲ့ဆိုရင် draw 119ချိန်အထိရသွားပါမယ်။ဒါဆိုရင်တော့တကောင်ရဖို့ဟာတည်ကြသွားပါပြီ။ကျွန်တော်ဒီမှာရှင်းပြပေးထားတဲ့ဇာတ်ကိုတော့ STU ရဲ့ Telegram channel မှာတင်ပေးထားပါတယ်။လာယူလို့ရပါတယ်။ Telegram channel ကိုတော့ comment မှာ link ချပေးထားပါတယ်။နောက်ပြီး Diamond နဲ့ UC တွေကို Telegram channel မှာဈေးနှုန်းအထူးကြိုသားစွာနဲ့ဝယ်ယူလို့ရမှာဖြစ်ပြီး Mobile Legends game ကောက်တွေရောင်းကျင်တယ်ဝယ်ကျင်တယ်ဆိုရင်လည်းလာရောက်ဆက်သွယ်မြင်မြန်လို့ရပါတယ်။